ုန်းကြီးကနေ့ဟောပေးမှာမေတ္တာဘာဝနာပွားများပုံနှစ်နည်းကိုဟောပေးပါမယ်။တနည်းကပဋိသင်္ပိဓာမဲ့ပါဠိတော်မှာလာတဲ့ဓိလာဖရဏမေတ္တာလို့ခေါ်တဲ့အရရှေမျက်နှာဖြန့်ဝေတဲ့မေတ္တာဖြစ်ပါတယ်။တနည်းကမေတ္တာတို့ပရိတ်မှာလာတဲ့မေတ္တာဘာဝနာ7နည်းဖြစ်ပါတယ်။မေတ္တာပွားပုံနှစ်နည်းကိုဟောပေးပါမယ်။ဘာဖြစ်လို့မေတ္တာဘာဝနာပွားပုံကိုဟောပေးရတော့ခဏကြည့်မယ်ဆိုလို့ရှိရင်သတ္တဝါတွေမှာယာဂမိဒေါသမိမောဟမိမိသုံးပါးတွေတဟုံးဟုံးလောင်းနေတယ်ဒါကမြင်ရတဲ့ဉာဏ်နဲ့ကြည့်ရင်မြင်ရတဲ့မိသုံးပါးတခါဉာဏ်နဲ့ကြည့်ရင်မြင်ရမယ်အကျိုးမိကငရဲမိအဲ့ဒီမှာသင်္ကစားထတော်ကြီးကမိသုံးပါးနဲ့အကြောင်းပြုပြီးတော့ဟောထားတာရှိလောဘကိနေသူနိဋ္ဌာယဒေါသကိနေဝိဝတ္တရေဒေါသကိနေသူနိဋ္ဌာယမောဟကိနေဝိဝတ္တရေမောဟကိနေသူနိဋ္ဌာယနရကခိဝိဝတ္တရေနရကခိဝိဝတ္တန္တာနရသူဒုက္ခရေသင်္ဃရာထတော်ဘုရားကြီးဂါထာရေးဖွဲ့ပြီးတော့ထားပါဒါလည်းပဲဣတိဝပါဠိတော်ကလာတဲ့အဂိလောက်ကိုမှီပြီးတော့ရေးခြင်းဖြစ်ပါလောဘမီးကိုအကြောင်းပြုပြီးတော့ဒေါသမီးတောက်တယ်ဒေါသမီးအကြောင်းပြုပြီးတော့မောဟမီးတောက်တယ်မောဟမီးတောက်တော့ကိုငရဲမီးတွေတောက်ကုန်တယ်ငရဲမီးတောက်ရင်တတ္တဝါတွေဟာဒုက္ခမီးတွေတဟုံးဟုံးတောက်တယ်ဒါဖြင့်အကောင်းမီးမိကိုငြိမ်းစေနိုင်တဲ့ရေရှိတယ်လို့အခုပြောတဲ့လောဘမိဒေါသမိမောဟမိငရဲမိဒီမိကိုငြိမ်းစေတတ်တဲ့တရားရေကိုမရှိဘူးလားတရားရေကမေတ္တာဘာဝနာသည်အဲ့ဒီမိတွေကိုငြိမ်းစေတတ်တဲ့ရေစဉ်ရေအေးဖြစ်ပါမေတ္တာဘာဝနာရေစဉ်ရေအေးပွားတဲ့နည်းဟာဘုန်းကြီးတို့ပဋိသင်္ပိဓာမဲ့ပါဠိတော်မှာလာတဲ့အရ10မျက်နှာတမျက်နှာစဉ်မေတ္တာ4ပါးပွားတဲ့မေတ္တာဘာဝနာရေစဉ်တစ်မျိုးမေတ္တာလုတ်ပရိတ်မှာလာတဲ့မေတ္တာဘာဝနာ7မျိုး2မျိုးတောင်ရှိပါလေမေတ္တာရေစဉ်ရှိ2မျိုးပြောကြလို့ဤတို့ပဋိသင်္ပိဓာမဲ့ပါဠိတော်မှာလာတဲ့မေတ္တာဘာဝနာပွားပုံကဘုန်းကြီးတို့ဒီအရ10မျက်နှာကိုရှားကရေတွက်ပုံကတစ်မျိုးရှားကအရှိအနောက်မြောက်တောင်တခါဖြည့်တောင်အနောက်မြောက်အရှိမြောက်အနောက်တောင်အောက်အထက်အဲ့ဒီလိုသူနည်းနဲ့သူပေါ့တူယူအရ4မျက်နှာအထောက်အရ4မျက်နှာတလို့ဆိုပြီးတော့အောက်အထက်အရထဲကလူတွေမှတ်ဖို့လွယ်တဲ့နည်းကအရှိအရအရှိတောင်အရတောင်အရအနောက်တောင်အရအနောက်မြောက်အရမြောက်အရအရှိမြောက်အရအဲ့ဒီလိုမှတ်ရင်လည်းပဲအရထဲကနည်းကပြီးပါဤတွင်ဥပမာအရှိအရဆိုပါဆိုရဥရတိမာယဒိဋ္ဌာယသဗ္ဗေတတ္တာအဝေရာဟွန်တုအဗျာပိစ္ဆာဟွန်တုအနိကာဟွန်တုဒုက္ခိအတ္တနာပရိဟရန္တုသူ၄ချက်ဟာမေတ္တာဘာဝနာပြတယ်
အယက်တမျက်နှာအတွက်မေတ္တာ၄ပါးပွားကြရင်ကျန်တဲ့အယက်ကိုးမျက်နှာအတွက်အကုန်လုံးမေတ္တာပွားကြသွားတယ်အဲဒီမှာအရှိအယက်၌ရှိသောအနန္တဆက်ကြဝဠာအနန္တသတ္တဝါမေတ္တာကအပမိညာကမ္မထံခေါ်ပါတယ်သတ္တဝါအပိဉ္ချမထားရသတ္တဝါမနိုင်ရှင်နိုင်လောက်အောင်များတဲ့အနန္တသတ္တဝါအဲ့ဒီလိုဆက်ကြဝဠာလည်းပဲအရှိဘက်ကအနန္တဆက်ကြဝဠာအနန္တမှာရှိရတဲ့အနန္တသတ္တဝါတွေအာယုံပြုပြီးတော့အဝေရာဟွန်တုဆိုတာကဘေးရန်ခတ်သိငြိမ်းကြပါစေတယောက်တယောက်ရန်ပြုလို့တဲ့စေတနာဘုန်းကြီးတို့ရှားအခေါ်ဝေရစေတနာလို့ခေါ်တယ်အဲ့ဒီဝေရစေတနာရန်ပြုလို့တဲ့စေတနာဖြစ်ရင်ဒေါသတွေဖြစ်လာတယ်ဒေါသတွေဖြစ်လာရင်ကိုယ်စိတ်ဆင်းရဲတယ်အဲ့ဒီကိုယ်စိတ်ဆင်းရဲရင်နှလုံးစိတ်ဝမ်းမအေးချမ်းတော့ဘူးနှလုံးစိတ်ဝမ်းပူပန်တယ်အဲ့ဒါကြောင့်ဒီလေးခုကိုတတ်ပြီးတော့အဝေရာဟွန်တုကြည့်ပြီးတော့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေအရာပစ္စာဟွန်တုကြည့်ပြီးတော့ဒေါသခတ်သိမ်းငြိမ်းကြပါစေအနိဂါဟွန်တုကိုကြည့်ပြီးတော့ဆင်းရဲခတ်သိမ်းငြိမ်းကြပါစေဒုက္ခိအတ္တနာပရိဟရံတုကြည့်ပြီးတော့ကိုယ်စိတ်နှလုံးစိတ်ဝမ်းအေးချမ်းရပါစေလို့ဆိုရင်ဗမာနည်းနဲ့ဗမာပွားရင်အနဲ့အတိတ်ပဲမထင်เสียမရှိဘူးမျက်စိကိုမှိတ်ထားသို့မဟုတ်စက်ခုံတွေကိုချထားပြီးတော့ပွားကြည့်ရအောင်ဘုန်းကြီးတို့ရှားတဲ့ကလာတဲ့အယက်အသွားနဲ့တူယူအယက်၄မျက်နှာအထောက်အယက်၄မျက်နှာအောက်အယက်၄မျက်နှာအထက်အယက်အောက်အယက်အထက်အယက်အားလုံးအယက်10မျက်နှာမေတ္တာဘာဝနာပွားရအောင်ဓမ္မကြီးတွေဓမ္မကြီးတွေဆက်ခုံတွေမြတ်စွာချပြီးတော့ဩဒီဒိတာဖရဏမေတ္တာကိုအရင်ပွားကြရအောင်မြတ်လိုက်ဆိုကြအရှိအယက်၌ရှိသောအနန္တဆက်ကြဝဠာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်အရ၌ရှိသောအနန္တဆက်ကြဝဠာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေမြောက်အရ၌ရှိသောအနန္တဆက်ကြဝဠာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေတောင်အရ၌ရှိသောအနန္တဆက်ကြဝဠာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ
အရှိတောင်တောင်အရ၌ရှိသောအနန္တဆက်ကြဝဠာအနန္တသတ္တဝါတို့ဝိယံခသိငြိမ်းကြပါစေဒေါသခသိငြိမ်းကြပါစေဆင်းရဲခသိငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအနောက်မြောက်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဝိယံခသိငြိမ်းကြပါစေဒေါသခသိငြိမ်းကြပါစေဆင်းရဲခသိငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအရှိမြောက်ထောင်အရ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဝိယံခသိငြိမ်းကြပါစေဒေါသခသိငြိမ်းကြပါစေဆင်းရဲခသိငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအနောက်တောင်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဝိယံခသိငြိမ်းကြပါစေဒေါသခသိငြိမ်းကြပါစေဆင်းရဲခသိငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအောက်အရ၌ရှိသောထက်ဝန်းကျင်အနန္တစัจ java လာအပေဘုံသာအနန္တသတ္တဝါတို့ဝိယံခသိငြိမ်းကြပါစေဒေါသခသိငြိမ်းကြပါစေဆင်းရဲခသိငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအထက်အရ၌ရှိသောထက်ဝန်းကျင်အနန္တစัจ java လာအနန္တနတ်မြမာတို့ဝိယံခသိငြိမ်းကြပါစေဒေါသခသိငြိမ်းကြပါစေဆင်းရဲခသိငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေဟောဒါပฏิသံဘိဓမဲ့ပါဠိတော်ကလာတဲ့ဓိတာဖရဏမေတ္တာလို့ခေါ်တဲ့အယတ်10မျက်နှာအာယုံပြုပြီးတော့ဖြန့်ဝေတဲ့မေတ္တာဒီအယတ်10မျက်နှာထားပုံကခုပြောသလိုပဲရှားရဲကထားတာကအရှိအနောက်မြောက်တောင်ဒီအစဉ်အတိုင်းအရှိတောင်တောင်အနောက်မြောက်တောင်အရှိမြောက်တောင်အနောက်တောင်တောင်ဒီလိုရှင်းပါတယ်မိမိတို့လွယ်ဆင်ញင်တော့အရှိကနေပြီးတော့အရှိတောင်ကနေတောင်ကနေပြီးတော့အနောက်တောင်ကနေပြီးအနောက်ကနေပြီးအနောက်မြောက်ကနေပြီးမြောက်အနောက်မြောက်ကပြီးတော့အရှိမြောက်ပြီးတော့အရှိလို့အဲဒီလိုဘုန်းကြီးတို့သိမြနမိတ်ကြားတဲ့အခါအယတ်ဆက်အောင်ကြားရတယ်လို့ရှိအဲဒီလိုအယတ်စဉ်အတိုင်းယခုလိုမေတ္တာပွားမယ်ဆိုလည်းပဲပွားရပါတယ်ပွားကောင်းပါယခုပြောတဲ့မေတ္တာဘာဝနာဆိုနည်းတွေဟာဘုန်းကြီးတို့ဒီခင်မွန်ဆရာတော်ကြီးများပွားတဲ့ဒီအတိုင်းမှာဆိုရုပ်အတိုင်းမှာဟောတာအထက်အရာနဲ့အောက်အရာကြတော့
Then Tawanjin, Nanda Sajawala, Tawanjin Litea. Babilu Soro, Eddie Tawanjin Matayan. Oh, Ayana Shido, Nanda Sajawala, Tolayan, D. Sajawala, Alma Sajawala, Dagi, the Dagi, the Dagi, the Dagi, Alma Body, Sajawala. Nanda Shide, the David, Yap, Mahobu, Amanga. These Javalama, a good ye of my ye of my lay Alma, Zadaka Lasure, Kongin ye be she. Alma Sajavala, the Dyke Mashivu, Peba one Gemara Sajavala, Dyke, and Nandashi. Eladi are you young of Lu? Oh, Ayana Shilo, no Nara. Tawanjin, so that Papa Bade, Solura. Nanda Sajawala. Eddie Sajawala, Babilu, who are done so that when I yet Shimyana, Yodoma, a baby lady, Sega, are you Mayaku? Who Kuku and Buji and Mayaka Dula, and I young a baby lady, are you young of Lu? Oh, Ayaka Boya. Toa do a yet Shimyana, Boadoma, a checker, not the Jamali Mabao. Are you Rema Mayaku? Bimiro Lure, the Biennetti needed Lure Gula, are you young? A Tanga Nadi Yamadi Yamida, Boya, on so be a Tayanai, Shido. Ananda Sajavala, so that she now. Tawanjin, Lutera, the dear diamond. The Tawanjin Matalu, she him. The Sajavala, Atama Sajavala, Dagi, singer. Nanda Sajavala, Eddie Lu Tim Eddie Lu Mate on Eddie Atemu, Dami Bio, Tawanjin, so a Bipa Bandi, Nanda Sajavala, Nanda Nadiamadu, Dalive, Tule, Dadiva Parana, Meda Lu Kore. Meda Bawana, Dani. Udabana Duras in Rivi, Niz, a Miamabia. Meda do Berego Jaya, Naya, Buran Leve, Ujaya. The Meda do Bere Suraga. Meda Bawana, Sadani Boade, look. Meda do Berejado, Meda Bawana, Sadani Boadaga. She Uza. Luki Noah came me no one do, Lava Lada, one do, Luki Dada. Lava Lada, Kazing Ozon, Alonso, no Lada, dirty. Luki Noah, Kayiga, Dukan, and Bizon Ya, Goldie, Chile, the go. Luki Dada, said the Bika, Dukan, and Bizon Ya, the Chile, the go. Came me no pay and way back, Emia Yagongi. One do, but one do, Pijavazi. Sadawadi would the Kongan Chombido, who then made a pilu, do. Oh, you saw Lava Pinga, Meda, Kora. Any Lava Pinga, Meda Bojin, Alum Sadawadi, Secondary Meda Bido, Jozo Miazwa, Batawa Chanda, Kusi, Miavazi. Upa Yambi, Kinsing, we Javazi. Alum Sadawadi, Chombi Bode, Lava Pinga, Meda, Janga, Tani. The long now, Yekesi Bana Budati, Takawa, Tavadawa, Nawa, Bida, Alum Jaya, Alum Yuna Yuja. Oh, you know the Bali, you again. Meda Babi, Suro, Yekesi Bana Budati. Tadawa, Tawadawa, and what is Zaba, Dada, Bondu, Duki, Dada. Any little boa, who no Nama do yet. A Chazanga Shiva. And I will go you. Tadawa, Nabo, Nasu, Tabi, Boade, Medamu. Lu Duka, Meda, Kore. So Yavazu, hint the Muda Sani Yado, Ayuma say. Magina Namula
အာယုံကြောင်းခြင်းလို့ပဲအခုလည်းပဲသတ္တဝါတွေကိုအကုန်လုံးတခွန်းနဲ့ခြုံပြီးသဗ္ဗသင်္ဃာကနဲ့အာမရရင်ဒုက္ခမေတ္တာသတ္တဝါနှစ်ပုံထားပြီးပွားတဲ့မေတ္တာပွားနိုင်ဖို့တတဝါခြာဝရဝါအနောအကေတာသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တာလို့ပွားရဗမာလူပြောတော့တတဝါဆိုတာကြောက်တတ်တဲ့တတ္တဝါဒေါသကိလေသာမကင်းသေးတဲ့ဥထုရှင်သောတာပန်တဂရကံကိုကြောက်တတ်တဲ့တတ္တဝါလို့ခေါ်တယ်။သာဝရဆိုတာမကြောက်တတ်တဲ့တတ္တဝါဒေါသကိလေသာကင်းလို့မကြောက်တတ်တဲ့တတ္တဝါဆိုတာအနာဂံနဲ့ယဟန္တာအဲဒီနှစ်ခုကိုကြောက်တတ်မကြောက်တတ်နှစ်ရက်များစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေးရိပ်အေးကြပါစေဒီလိုပွားရပါတခါသူရဲ့တွဲပဲ့နောက်နာမှာဒိဋ္ဌဝါယေဝအဒိဋ္ဌာဗမာလူပြောရင်မိမိမျက်စိနဲ့မြင်အပ်တဲ့တ attva တွေဟောဒီဓမ္မယုံကြီးပေါ်မှာဒီအထက်ဒီအဆောက်အအုံထဲမှာရှိနေတဲ့တ attva တွေဟာမြင်အပ်တဲ့တ attva ဒီအဆောက်အအုံရဲ့ပြင်ဘက်ကအရက်10မျက်နှာရှိတဲ့တ attva တွေဟာမမြင်အပ်တဲ့တ attva နှစ်ခုထားပြီးတော့မြင်အပ်မမြင်အပ်နှစ်ရက်များစွာတ attva ချမ်းသာကိုယ်စိတ်မြဲပါစေအဲ့ဒီလိုပွားရပါမယ်နောက်ကဒူတွေဝတ္တန်တိအဝိဒူတွေဆိုတာကအဝေးမှနေတဲ့တ attva အနီးမှနေတဲ့တ attva ခုနကတ attva နှမျိုးကိုပြန်လိုက်တာအဝေးမှနေတဲ့တ attva ဆိုတာဒီအဆောက်အအုံပြင်ဘက်ကအရက်10မျက်နှာမှနေကြတဲ့တ attva တွေအနီးမှနေတဲ့တ attva ဆိုတာဒီအဆောက်အအုံအတွင်းမှာရှိတဲ့တ attva တွေအာယုံပြုပြီးတော့ဝေးနေနီးနေနဲ့ထွေများစွာတ attva ချမ်းသာကိုယ်စိတ်မြဲပါစေဒီလိုပွားရပါပြီးတော့နောင်နာမှာဘုဒ္ဓဝသမ္မဝေတိဝသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တာဆိုတာဘုဒ္ဓဝါဆိုတာတန်တရားဖြစ်ပြီးပြီနောက်ဖြစ်เสียမရှိတော့တဲ့ဘဝဇတ်ဆုံးတဲ့ယဟန္တာပုဂ္ဂိုလ်တွေသံဘဝေတိဆိုတာဘဝဇတ်မဆုံးသေးတဲ့ဥထုရှင်သောတာပန်သဂရကအနာဂံပုဂ္ဂိုလ်တွေဒါတွေကိုခြံနှပုံထားပြီးတော့ဘဝဇတ်ဆုံးမဆုံးများစွာတ attva ချမ်းသာကိုယ်စိတ်မြဲပါစေလို့အဲ့ဒီလိုမေတ္တာပို့ရမည်ဖြစ်ပါတခါတ attva ကိုနှစ်ပုံထားပြီးပို့တဲ့မေတ္တာ၃ပါးအပြင်တ attva ကို၃ပုံထားပြီးပွားတဲ့မေတ္တာကြတော့တိကမေတ္တာခေါ်ပါတယ်အဲဒီမှာဘုန်းကြီးတို့တတဝါသာဝရဝနဝတိလာဒီဃဝယေဝမဟန္တာမေဇိမာရတကအနုကထူလာဒီပါဠိဂါထာချက်ဝက်မှာဘုန်းကြီးတို့တတဝါ၃ပုံ၃ပုံ၃စုရအောင်ဉာဏ်ဖြန့်ရဒီဃဝရှည်လျားတဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တ attva နောင်နာကရတ္တာလို့ပါတယ်တူတဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တ attva မျက်စိမှာမရှိမတူအလေအလတ်အတ္တဘောရှိတဲ့တ attva လို့ရှိတဲ့တ attva ဆိုတော့မွေတို့ငကားတို့ပေါ့တူတဲ့တ attva ဆိုတော့လက်တို့မရှိမတူဆိုတော့ဒီကြားကတ attva တွေဒါသုံးခုကိုခြုံပြီးတော့ရှိတူအလတ်သုံးရခန္ဓာတ attva ချမ်းသာကိုယ်စိတ်မြဲပါစေဒီလိုပွားရတခါနောက်လာတဲ့မဟန္တာခန္ဓာကိုယ်ကြီးမားတဲ့တ attva ရာဟုအသူရိန်ကြီးတို့လိုခန္ဓာကိုယ်ကြီးမားတဲ့တ attva တွေအနုကခန္ဓာကိုယ်သေးငယ်တဲ့တ attva တွေမျက်စိမှာအဲဒီမကြီးမငယ်အလေအလတ်တ attva တွေသုံးစုထားပြီးတော့ကြီးငယ်အလတ်သုံးရခန္ဓာတ attva ချမ်းသာကိုယ်စိတ်မြဲပါစေတခါနောင်နာကမေဇိမာရတကအနုကထူလာထူဆူတဲ့ဖြိုးတဲ့ဝါတဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တ attva အနုကကျုံနဲ့လှီတဲ့ပိန်နဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တ attva
မရှိမှမဆူးမကြုံအလေအလတ်အတဘောရှိတဲ့တတ္တဝါလူပဲသုံးမျိုးနော်ဝတဲ့လူပိန်တဲ့လူမဝမပိန်အလေအလတ်လူဒီလိုသုံးမျိုးအဲဒီမှာဆူကြုံအလတ်သုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေလို့အဲဒီလိုပွားရအခုပြောခဲ့တဲ့မေတ္တာတွေကတစ်ဖက်လားအပေါ်မှာအရှိအပွားချမ်းသာရကြောင်းအရှိအပွားကိုရယူလို့တဲ့မေတ္တာပါဠိလိုဟိတာဓိကမဒိဗ္ဗာယမေတ္တာလို့ခေါ်တယ်အရှိအပွားချမ်းသာရကြောင်းကိုရယူလို့တာမေတ္တာမြည်သလိုတစ်ဖက်လားအပေါ်မှာအရှိအပွားမဲ့လို့ခေါ်တဲ့ဆင်းရဲဒုက္ခရောက်ကြောင်းမလိုတာကိုလည်းပဲအဟိတာပဉ္စနာဒိဗ္ဗာယမေတ္တာလို့ခေါ်တယ်အဲ့ဒီမေတ္တာပွားနိုင်အောင်လို့နာပရောပရဏိကုပ္ပေထနာတိမင်ယေထကတ္တရှိနံကံရှိဗျာရောဒနာပတိကပညဇင်ညမညတဒုက္ခမိတ်ဆေယသရောအတုဆင်းရဲဒုက္ခရောက်တာဘာကြောင့်လဲတယောက်ကတယောက်လိမ့်လီလိပြနေလို့အလေးမပေါ်ခင်ဆက်ဆံရေးအစဉ်ပြေတော်လည်းပဲအလေးပေါ်လာရင်ခက်ရန်ဒေါသဖြစ်ပြီးဆင်းရဲဒုက္ခရောက်ဒါကြောင့်လူအချင်းချင်းလက်ပတ်ချင်းဟာဆင်းရဲဒုက္ခရောက်ကြောင်းတရားဒီတရားကင်းရပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေဒီလိုပွားရတက္ကနာတိမင်ကြီးထကတ္တရှိနံကံရှိဒုတိယသတ္တဝါတွေဆင်းရဲဒုက္ခရောက်ကြောင်းပြောစမ်းမှာတယောက်ကတယောက်ကိုအထင်သေးခြင်းအထင်သေးတာမသိခင်တော့ဆက်ဆံရေးအစဉ်ပြေ၏အထင်သေးတာသိရင်ခက်ရန်ဒေါသဖြစ်ပြီးဆင်းရဲဒုက္ခရောက်ဒါကြောင့်အချင်းချင်းအထင်သေးခြင်းလည်းပဲဆင်းရဲဒုက္ခရောက်ကြောင်းအရှိအပွားမဲ့တရားဖြစ်လို့အဲ့ဒီတရားကင်းပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဒီလိုမေတ္တာပွားရဗျာရောဒနာပတိကပညနိညမညတဒုက္ခမိတ်ဆေယတတိယဒုက္ခရောက်ကြောင်းတရားကတယောက်ကတယောက်ဆင်းရဲတာကိုအလိုရှိတတိယတို့မလိုပါဘူးကိုတော့ဒီလိုမဟုတ်ပါဘူးမိမိတို့ကဗုဒ္ဓရဲ့သားတော်သမီးတော်မူလို့ဒီစိတ်တွေမရှိတာတော့ကဘာကြီးတစ်ခုလုံးကြည့်ရင်ဘုရားဘာသာကလွဲရင်ရသောအဖြစ်တစ်ဖက်သားဆင်းရဲတာကိုပဲအလိုရှိတယ်ကိုယ်သာချမ်းသာဒါကြောင့်အချင်းချင်းဆင်းရဲလိုခြင်းလည်းပဲဒုက္ခရောက်ကြောင်းတရားဖြစ်လို့ဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေအဲ့ဒီလိုမေတ္တာပွားတာကိုအရှိအပွားမဲ့ပယ်ရှားလိုတဲ့မေတ္တာသုံးပါလို့ခေါ်တယ်ယခုမေတ္တာဘာဝနာတဏီတဏီကိုနှခေါက်လက်တွေ့ပွားကြည့်ရအောင်မြတ်ဆက်ခုံတရီမြတ်စွာဘုရားအားလုံးလိုက်ဆိုကြရဗျာလုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးရိပ်အေးကြပါစေလုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးရိပ်အေးကြပါစေကြောက်တမကြောက်တမြတ်များစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးရိပ်အေးကြပါစေကြောက်တမကြောက်တမြတ်များစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးရိပ်အေးကြပါစေမြင်အပ်မမြင်အပ်
နေရမြာစွာတတဝါချမ်းသာကိုယ်စိတ်ငယ်ပါစေဥပယံပေသင်္ရှင်ဝေငြိမ်းအေးကြပါစေယင်အမမြင်အနေရမြာစွာတတဝါချမ်းသာကိုယ်စိတ်ငယ်ပါစေဥပယံပေသင်္ရှင်ဝေငြိမ်းအေးကြပါစေဝိနေနီးနေလက်ထွေများစွာတတဝါချမ်းသာကိုယ်စိတ်ပြဲပါစေဥပယံပေသင်္ရှင်ဝေငြိမ်းအေးကြပါစေဝိနေနီးနေလက်ထွေများစွာတတဝါချမ်းသာကိုယ်စိတ်ပြဲပါစေဥပယံပေသင်္ရှင်ဝေငြိမ်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာတတဝါချမ်းသာကိုယ်စိတ်ပြဲပါစေဥပယံပေသင်္ရှင်ဝေငြိမ်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာတတဝါချမ်းသာကိုယ်စိတ်ငယ်ပါစေဥပယံပေသင်္ရှင်ဝေငြိမ်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာတတဝါချမ်းသာကိုယ်စိတ်ငယ်ပါစေဥပယံပေသင်္ရှင်ဝေငြိမ်းအေးကြပါစေရှိတုအလလုံးရခန္ဓာတတဝါချမ်းသာကိုယ်စိတ်ငယ်ပါစေဥပယံပေသင်္ရှင်ဝေငြိမ်းအေးကြပါစေရှိတုအလလုံးရခန္ဓာတတဝါချမ်းသာကိုယ်စိတ်ငယ်ပါစေဥပယံပေသင်္ရှင်ဝေငြိမ်းအေးကြပါစေဤငယ်အလလုံးရခန္ဓာတတဝါချမ်းသာကိုယ်စိတ်ငယ်ပါစေဥပယံပေသင်္ရှင်ဝေငြိမ်းအေးကြပါစေဤငယ်အလလုံးရခန္ဓာတတဝါချမ်းသာကိုယ်စိတ်ငယ်ပါစေဥပယံပေသင်္ရှင်ဝေငြိမ်းအေးကြပါစေသူကြုံအလလုံးရခန္ဓာတတဝါချမ်းသာကိုယ်စိတ်ငယ်ပါစေဥပယံပေသင်္ရှင်ဝေငြိမ်းအေးကြပါစေသူကြုံအလလုံးရခန္ဓာတတဝါချမ်းသာကိုယ်စိတ်ငယ်ပါစေဥပယံပေသင်္ရှင်ဝေငြိမ်းအေးကြပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေအချင်းသေးချင်းအချင်းချင်းကင်းရှင်းကြပါစေအချင်းသေးချင်းအချင်းချင်းကင်းရှင်းကြပါစေ
ရှင်ရဲ့လူချင်းအချင်းချင်းကင်းရှင်းကြပါစေရှင်ရဲ့လူချင်းအချင်းချင်းကင်းရှင်းကြပါစေဟောဒါမေတ္တာဒုက္ခလာတဲ့မေတ္တာဘာဝနာ7 နည်းတနည်းကို2 ကြိမ်မိမိတို့ပွားပြီးအားလုံးမေတ္တာဘာဝနာပွား၍လောဘမိဒေါသမိမောဟမိငရဲမိတရိစ္ဆာန်ပြိတ္တာအတုရကဲအပေမိကိုငြိမ့်သက်နိုင်ပါတယ်လို့ဆိုတဲ့တရားတော်အရာလောဘဒေါသမောဟအပေကြီးဟူသောမိ4 ပါးကိုဤမေတ္တာဘာဝနာ2 နည်းဖြင့်ငြိမ့်သက်၍ငြိမ့်အေဒုက္ခစငြိမ့်အေတဲ့ကိုဖြစ်ကြပါစေလို့ဆုမွန်ကောင်းလဲတောင်း၏အားလုံးလည်းပဲဆုတောင်းရအောင်ဘုန်းကြီးရှိကဆုတောင်းပေးမယ်ဤသို့လည်းနေ့စဉ်ငါးပါးသောဂရုဓမ္မနိစ္စသီလစောင့်တရားခြင်းသီလကောင်းမှုကုသိုလ်ကံစေရနာမေတ္တာဘာဝနာနှလုံးကျင့်သုံးရခြင်းဘာဝနာကောင်းမှုကုသိုလ်ကံစေရနာနေ့စဉ်ဆွမ်းအင်ရှိသမျှဒါနကောင်းမှုပြုရခြင်းဒါနမယကောင်းမှုကုသိုလ်ကံစေရနာဤသို့ပေါင်းအပ်ဤသို့ပွားအပ်မြတ်တဲ့ကောင်းမှုကုသိုလ်ကံအရရတို့ကြောင့်ဒုက္ခခတ်သိမ်းချုပ်ပြငြိမ်းဇတ်သိမ်းပြီးနိဗ္ဗာန်ဆိုတဲ့ဒုက္ခခတ်သိမ်းလို့ချုပ်ရပြရငြိမ်းရတန်တရားဇတ်သိမ်းရနိဗ္ဗာန်တရားတော်မြတ်ကိုမပင်မပန်းချမ်းသာတော်ကုသောအကျင့်ပฏิပါလင်းမြန်သောဝိပဿနာအသိဉာဏ်ရည်တံအပ်သောမဉ္ဇဉ်4 ရတုဖြင့်အရဟတဖို့ပေါ့ကိုယ်စီကိုငါမျက်မှောက်ပြုနိုင်ကြသည်ဖြစ်ပါစေကုန်သတည်းအရဟတဖို့ပေါ့နိဗ္ဗာန်ကိုမျက်မှောက်ပြုရသောထိုနောက်ဆုံးဘဝပရိနိဗ္ဗာန်သုတိဤနောက်ကာလ၌ကာမရူပအရူပတိဟုသောဘဝ3 ပါးဘုံ3 ပါးတို့တွင်ဘယ်ဘုံဘယ်ဘဝ၌မှယုံနာနှဖြခန္ဓာ5 ပါးဒုက္ခသစ္စာဝိမိစာတရားတို့တပံအသစ်မဖြစ်ခြင်းတည်းဟုသောအနုပါဒနိရောဓအနုပါဒပရိနိဗ္ဗာန်ကိုစီဆံရပါစေကုန်သတည်းအနုပါဒပရိနိဗ္ဗာန်ကိုစီဆံရသဖြင့်ကာမဝကိလေသာဝဝိပါကဝတိဟုသောဝဒုက္ခခတ်သိမ်းသံဃာမိကြောင့်မိစရန်ကြီးအပြည့်တိုင်ငြိမ်းကြပါစေကုန်သတည်း